là bà có lô tin cha để tay làm bên nào làคนในใจเปียบเวชิมาพิบาร์เดิบเวก็จะรอมวยไทม์เขาเป็นจะรอเวประมาณส่งเวคิดบอกสิเวพิบาร์สุดรอไอ้ดิบเวมาสร้างรอเราตรูเดี๋ยวเราก็จะรอดีสันนิษฐานมันแน่บนเนาะสุดรอกูดีแบบจะมีรถใช้เนี่ยสันนิษฐานมันแน่เขาเป็นแน่ดีเต้าใจเนี่ยไปรอทุนนี้จะได้แบบเต้าใจเนี่ยเปลี่ยนมีรถใช้มาพิบาร์สุดรออาลงซ้อมอยู่ที่ชูอาปีจะพูดต้องสู้ชิมาได้ไปรอแล้วก้าวต้องจูจะตัวมาวะเนาะThank you. I'll be there yesterday. Just me, I did my Bye. Love you, everyone. ဟုတ်ကဲ့ခင်ဗျာအခုဆိုရင်ဘရောနီကာရဲ့ရှင်းလင်းချက်တွေကိုပြည်သက်တွေလည်းပြည့်ပြည့်စုံစုံသိရှိလာပြီဖြစ်ပါတယ်ဘရောနီကာပြောထားတဲ့အတိုင်းပါပဲပွဲမပြတ်ပါဘူးပွဲရရှိပါတယ်ဒါဟုတ်တချို့သောမီဒီယာတွေကလူရွာဆွဲရေးသားပြီးတော့မက်ဆန်နဲ့ဘရောနီကာထိုးရမယ့်ပွဲဟာပွဲပြတ်သွားပြီဝမ်းကပွဲဖြတ်လိုက်ပြီဆိုတဲ့ပုံစံမျိုးတွေရေးသားနေကြပါတယ်မဟုတ်ပါဘူးပွဲကမူလတိုင်းရှိနေပါတယ်ခင်ဗျပြောရမယ်ဆိုရင်ဒီမီဒီယာတွေက1 Championship ကနေပြီးတော့1 Fight Night 37ပြန်ပွဲရဲ့ပွဲစဉ်ဇယားကိုထုတ်ပြန်လိုက်တဲ့အချိန်မှာ Maxson နဲ့ Bronica တွဲဆိုင်ပါဝင်မလာဘူးဒါလေးကိုကြည့်ပြီးတော့ဟာပွဲပြတ်သွားပြီပွဲဖြတ်လိုက်လို့1 Fight Night 37ပြန်ပွဲကြီးမှာဒီပွဲစဉ်ပါမလာတာဖြစ်တယ်ဆိုပြီးတော့ရေးသားနေကြတာဖြစ်ပါတယ်တကယ်ကတော့ဒီပွဲစဉ်ကို1 Fight Night 37ပြန်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာပွဲတည်တယ်ဆိုတဲ့အကြောင်း official ကြေညာပြီးနောက်တရက်မှာပဲ1ကနေပြီး Bronica ကိုရော Maxson ကိုရောအကြောင်းကြားခဲ့ပါတယ်အဲ့ဒါကတော့ပွဲကို1 Fight Night 37ပြန်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာမထည့်သွင်းတော့ဘူး1 Friday Fight စီကိုပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်းသူတို့နှစ်ယောက်လုံးကိုပြောထားပြီးဖြစ်ပါတယ်ဒါကြောင့်1 Fight Night 37ပြန်ပွဲကြီးမှာကျွန်တော်တို့ဒီတွဲဆိုင်ကိုမမြင်တွေ့ရတာပါ1 Friday Fight ပြိုင်ပွဲကြီးနိုဝင်ဘာလ9ရက်နေ့မှာကျင်းပမယ်ပြိုင်ပွဲကြီးရဲ့ခေါင်းစဉ်အောက်မှာ Bronica နဲ့ Maxson ရဲ့ပွဲစဉ်ပါဝင်လာမှာဖြစ်ပါတယ်ခင်ဗျ Maxson နဲ့ Bronica တို့ဟာဒီပွဲစဉ်မှာ kickboxing နည်းနဲ့ရှင်ပြိုင်ထိုးသက်ကြမှာဖြစ်ပါတယ် Bronica အနေနဲ့သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု6မှာပထမဆုံးသော kickboxing ပွဲစဉ်ကိုထိုးရမှာဖြစ်ပါတယ် Maxson ကတော့ဝါရင် kickboxing fighter တယောက်ဖြစ်ပါတယ်ခင်ဗျပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လေဒီပွဲစဉ်မဖြတ်သိမ်းမှုဆိုတဲ့အကြောင်းသူတို့နှစ်ယောက်လုံးကဘာမှပြောမထားဘူးသူတို့ရဲ့ Instagram နဲ့ Facebook တွေကိုဝင်ကြည့်မယ်ဆိုရင်လည်းဒီပွဲစဉ်နဲ့ပတ်သက်လို့ဘာမှဖြည့်ချင်းချက်ပေးမထားတာကိုတွေ့ရပါလိမ့်မယ် Bronica ရဲ့ဒီဗီဒီယိုဖိုင်ဟာအတီးရဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပွဲစဉ်ဟာနိုဝင်ဘာလ9ရက်နေ့ညမှာကျင်းပမယ်1 Friday Fight ခေါင်းစဉ်အောင်မှာပါဝင်လာဖြစ်တဲ့အကြောင်းပြည်သက်တွေကိုအသိပေးပြောကြားလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ